မင်္ဂလာပါ AMI မိသားစုခင်ဗျာဒီနေ့မှာတော့ဖုန်းကီးဘုတ်ခလုတ်လေးတွေကိုတောက်ခေါင်နေရတဲ့ဒုက္ခကနေကဲတင်မဲ့နီလန်းတစ်ခုကိုပြောပြချင်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားဘာသာစကားတွေကစကားပြောရင်တော့အယံအရသာရှိပါတယ်ဒါပေမဲ့ဖုန်းထဲမှာစာရိုက်မယ်ဆိုရင်တော့တကယ်ကိုခေါင်းကွက်เสียပါကီးဘုတ်ကစလုံးတွေကရှာရခက်တယ်ဖုန်းတွေကမှန်လိုက်မှားလိုက်ဖြစ်နေပါတယ်အထူးသဖြင့်အသက်ကြီးတဲ့ဦးလေးတွေဒေါ်လေးတွေဆိုရင်မျက်စိလည်းမှုံတော့စာတကြောင်းရိုက်ဖို့အရေးမိနစ်20လောက်အချိန်ကုန်နေတတ်ပါတယ်ဒါကြောင့်တချို့ဆိုရင်စာမရိုက်ချင်တော့လို့အတန်းဖိုင် voice note ပဲပို့လိုက်ကြတော့တယ်ဒါပေမဲ့ယုံကိစ္စအသင်းတော်ကိစ္စတွေမှာအတန်းဖိုင်ပို့လို့မရတဲ့အခြေအနေတွေရှိပါတယ်စာသာလိုကပ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့တရားထိုးနီလန်းကိုသုံးနိုင်ပါတယ်ဒါဟာပါဇက်ကပြောလိုက်တာနဲ့လက်ကရေးပြီးသားဖြစ်သွားမယ်နီလန်းဖြစ်ပါတယ်ဒီနီလန်းရဲ့လျှို့ချက်ချက်ကတော့ Google ရဲ့အားတာချက်နဲ့ AMI ရဲ့အားတာချက်ကိုပေါင်းဆက်လိုက်တာပါပဲ Google ကမြန်မာစကားကိုနားထောင်တတ်တယ်လို့ကျွန်တော်ပြောခဲ့တာမှတ်မိကြအောင်ပါသူကမြန်မာစကားကိုအတန်ကနေစာပြောင်းပေးတာအယံတော်ပါတယ်ဒါပေမဲ့သူကချင်းလိုကရင်လိုမတတ်ပါဘူး AMI ကြတော့ချင်းလိုကရင်လိုရေးတတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနှစ်ခုကိုတရားထိုးပေးလိုက်မှာပါကဲလက်တွေ့စမ်းသပ်ကြည့်ရအောင်အဆင့်ဒီသင်အသုံးပြုလို့တဲ့ local gym ဥပမာချင်း gym တို့မဟုတ်ကရင် gym စာမျက်နှာကိုတွားပါအဆင့်နှစ်စာရိုက်ကွက်ကိုနှိပ်လိုက်ပါကီးဘုတ်ပေါ်လာပါလိမ့်မယ်စလုံးတွေကိုလိုက်မရှာပါနဲ့ကီးဘုတ်ရဲ့ down လေးမှာရှိရဲ့ microphone ပုံလေးကိုနှိပ်လိုက်ပါမှတ်ချက် app microphone မဟုတ်ပါဘူးနော်ကီးဘုတ်ပေါ်က microphone ပါအဆင့်3ဒါအရေးကြီးပါတယ် microphone ပွင့်လာရင်တင့်ဒေတာစကားနဲ့မပြောပါနဲ့ Google နားမလည်ပါဘူးသင်ပြောချင်တဲ့အကြောင်းအရာကိုမြန်မာလိုပြောလိုက်ပါဥပမာကျွန်တော်ဘိုင်နာနေလာ2ရက်ရှိပါပြီစေခန်းသွားပြဖို့ပတ်စံလိုနေပါတယ်ကူညီပါလို့ပြောလိုက်ပါ Google ကသင်အသံကိုနားထောင်ပြီးမြန်မာစာသားအဖြစ်တိတိကျကျရိုက်ပေးပါလိမ့်မယ်အဆင့်၄စာရိုက်ပြီးသွားရင်အတန်သွင်းတာကိုရပ်လိုက်ပါပြီးရင်အဲ့ဒီမြန်မာစာသားရဲ့အနောက်မှာအမိန့်တစ်ခုထပ်ထည့်ပေးပါဒါကိုချင်းဘာသာစကားနဲ့ဘာသာပြန်ပေးပါလို့ရေးပြီးပို့လိုက်ပါစက္ကန့်ပိုင်းအတွင်းမှာပဲ AI ကသင်ရဲ့မြန်မာစာကြောင်းကိုယူပြီးသင်ဒေတာစကားနဲ့စာပြန်ရေးပေးပါလိမ့်မယ်တရားမှန်မှန်စလုံးပေါင်းမှန်မှန်နဲ့ထွက်လာပါမယ်တင်လောက်ရမှာကအဲ့ဒီစာကို copy ကူးပြီး Messenger မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ပြန်သုံးလိုက်ရုံပါပဲဒီနီလန်းကိုသုံးရင်တနင်္ဂနွေနေ့တရားဟောချက်တွေအစည်းအဝေးမှတ်တမ်းတွေကိုလက်ညောင်းခံပြီးရိုက်เสียမလို့တော့ပါဘူးကော်ဖီလေးတောက်ရင်ပါဇက်ကပြောနေလိုက်ပါ AMI ကသင်ရဲ့စာရေးကရိယာအဖြစ်အလုံးလို့ပေးသွားမှာဖြစ်ပါတယ်ကဲလက်မညောင်းတော့ပဲလိုချင်တာကိုမြန်မြန်ဆန်ဆန်ရယူလိုက်ကြရအောင်